ဇလန်းရဲ့အစမှာတော့ဆုံးချီရဲ့အမေကအကြောင်းမှာရေးစားထားတယ်ဆိုတဲ့သတင်းတွေကြားပြီးစိုးရိမ်စိတ်နဲ့သူမရဲ့ဖုန်းကင်ဆောင်ခွင့်တင်လိုက်တဲ့အထိတင်းကျပ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းကျောင်းရဲ့နာမည်ကြီးမင်းသမီးလေးကခန်းရှိကိုလူပုံအလဲမှာလာပိုးပန်းနေတာကိုဆုံးချီမြင်သွားတဲ့အခါစိတ်ထဲမှာတမျိုးလေးခံစားလိုက်ရပါတယ်။ အားကစားချိန်မှာထန်းရှိကဆုံးချီရဲ့အာယုံဆိုင်မှုကိုရအောင်ဘတ်စကတ်ဘောကစားရင်သူ့ရဲ့အစွမ်းတွေကိုတမင်တကာထုတ်ပြနေခဲ့တာပါဒါပေမဲ့ဆုံးချီကတခြားကောင်လေးတစ်ယောက်နဲ့စကားပြောပြီးရေမောနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ထန်းရှိတစ်ယောက်မနာလိုစိတ်တွေတပွားပွားဖြစ်ပြီးခဲ့ရပါတယ်ညစာအတူစားကြတဲ့အခါမှာလည်းတငယ်ချင်းတွေကခန်းရှိရဲ့အရင်ကအရှိရစရာနာမည်ပြောင်ကြောင်းတွေကိုပြောပြီးဆန်းနောက်ကြပါသေးတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ခန်းရှိကဆုံးချီရဲ့အကောင့်ကိုရအောင်ယူပြီးတငယ်ချင်းဖြစ်သူရဲ့ဖုန်းကနေတဆင့်သူမနဲ့စကားပြောဖို့စူးစမ်းခဲ့ပါတယ်။အေးဆက်ဆက်နိုင်တဲ့ခန်းရှိတယောက်ဆုံးချီနဲ့ပတ်သက်လာရင်ဘလို့တောင်ညံ့များပြီးအသေးရစရာကောင်းနေလဲဆိုတာကိုတော့နောက်ပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျာ။